ကိစ္စပြတ်သွားပြီအချိန်နဲ့ Robin ကိုတင်မောစီတရုတ်တိုက်ဆွဲခေါ်သွားပြီးမြဲ Spandam ကရုတ်တရက်ပောက်ကွဲမှုတစ်ခုကြောင့်တွင်သွားတာကိုတွေ့လိုက်ကြရပါတယ်ဒါပေမဲ့ဘသူလှုပ်လိုက်ကြလဲမသိကြတဲ့အပြင်တရားပေါ်မှာလည်းတစုံတစ်ယောက်မှရှိမနေရကြောင်းခေါင်းခဲနေကြတော့လေတွေကရောက်လာတဲ့တိုက်ခိုက်မှုတွေကြားမှာရေတပ်သားတွေကတယောက်ပြီးတယောက်ခဲကုန်ကြပါတယ်ရန်သူကိုမမြင်ရပဲတိုက်ခိုက်ခံနေရတာကြောင့်အသေးအတန်ရှာကြည့်လိုက်တော့ဥပဒေတာဝါပေါ်မှာလူရဲတစ်ခုကိုလှမ်းမြင်လိုက်ကြပြီဥပဒေတာဝါနဲ့သူတို့ရောက်နေတဲ့တရားပေါ်ကမှန်မြောင်းနေအောင်မနေကြည့်ရတာဖြစ်ပြီးဒီလောက်အကွာဝေးနဲ့ကြမ်းတမ်းလာတဲ့ဒီတိုက်လုံးကြားမှာသူတို့ကိုတစ်ချက်မှမလွယ်ပဲလှမ်းစော်နေတဲ့သူကဘလောက်ထိကြမ်းတဲ့ကောင်လဲဆိုတာတွေးကြောက်လန့်နေကြပြီမြဲရော်ဘင်ကတော့အဲ့ဒါဥစ္စာမှန်သိနေပြီလားဖြစ်ပါတယ်ကောက်ရိုးထုံးရဲ့စနိုက်ပါဥစ္စာတစ်ဖြစ်လဲဆိုခဲ့ခင်ကအရှိပင်နဲ့ East Blue ကနေ Grand Line တစ်လျှောက်သူသာအတီးပြစ်ပြီဆိုရင်တစ်ချက်မှမလွဲခဲ့ဘူးပဲအခုလဲတနက်တွင်နေတော့လှမ်းပြလို့မရောက်နိုင်တဲ့အကွာဝေးကနေခါပူတိုနဲ့စော်နေတာဖြစ်လို့ Spandam နဲ့ရေတက်ကကောင်တွေရှေ့ဟိုတောင်တက်လာလို့မရဘူးI know you want it, but you fucking got it.